အဲ့လားဆိုရင်တင်းအမေတို့ဒီလိုအဲ့လိုလေးထောင်းလိုက်အဲ့လိုလေးထောင်းလိုက် Hello no Irish အဲ့လိုယူရအောင်လက်ပါလိုက်လက်ဆိုင်အောင်တော့တော့တော့တေဝီတင်းကလာမဟုတ်ဘူးလေအရန်ကောင်းတယ် sandwich ရလာရမှာ very delicious ငါပီဇာစားချင်တယ်ငါပီဇာပြန်လိုက်ပို့ငါ ပီဇာ3000နဲ့ ဟုတ်ပဲတကူခိုင်းပြီးတော့ကျွေးလိုက်ပါတော့ ပကံစီးပြီး နည်းနည်းထူးဆန်းနေနော်ဝင်သွားတော့အပြင်ဝတ်စုံနဲ့ပြန်လာတော့ကျောင်း uniform နဲ့ နည်းနည်းလေးပြောင်းအောင်နည်းနည်းလေးချောသလိုပဲကြောက်ဖုံးတော့ ကြည့်လား ကြည်ရင်ရဒါစားလို့မပြီးသေးသူတို့ပလာပလာစတာ စတာပလာနေအောင်ကောက်တာ အဲ့ဒါချုပ်တာ ငါငယ်ငါစတာပလာနဲ့ပလာစတာငါမခွဲ သူဒီဆောင်ဝိထားသွားတယ်အရင်ကောင်းတယ်ပါနော်သူ့ရဲ့ ဟဲ့တော်သေး ပါမုတ်သားလေးရဆိုရင်တော့လေအတွင်းထဲက sheet လေးတွေအသားပြားလေးနေပေါ့နော်အရင်စားလို့ကောင်းတယ်ပေါ့နော် ငါယူတီးကြောင်နဲ့ငါ6ကြော်ရှိသေးရဲ့ငါ အဲယူရိုစားပဲစားရရှင်ဟုတ် တရားသာ review လေးတစ်ချက်လား ဘာကောင်အကြိုက်ဆုံးဆိုရင်ဟိုဗာလဲ ice malt အဲ့ဒါလေးပို့အဲ့ဒါလေးစားကောင်းတယ် ice malt ကစားကောင်းတယ်ဟုတ်တယ် ပြောဦးတော့ strawberry smoothie supported strawberry smoothie ရရကောင်းတယ်ပေါ့နော်တရားသူ image တရားဆို image อ่ะ မကြိုက်ပါလေးဟိုလေးလေ ဟိုလေးကောင်းတယ်ပေါ့နော် ဟုတ်တယ် coffee flow ရယ်ပြီးတော့ဟိုလေး မိသွားရင် sandwich အနာကိုအနူကြောင့် fry potato လည်းစားကောင်းတယ် ဟုတ်တယ်အဲ့ဒါ fry ဘူးဒီကြော်င်းနဲ့တူပဲဘူးဒီကြော်င်းနဲ့တူပဲ သွားလေနည်းနည်းဘူးဒီကြောင့်နည်းနည်းစင်မလာဖြစ်တာပေါ့နော်အမွားရတော့ပြောလို့ရတယ် ဒီနေ့ရဲ့ပေါ့နော်ဒီနေ့ရဲ့ photographer တော့ကျမပေါ့နော်ကျမဖုန်းထဲမှာသူတို့ပုံလေးကြည့်ပဲ တော်လေးကို တို့ရဲ့ပေါ့နော် model တွေကိုရထူးဆန်းတယ်မျက်နှာမပြအောင်တာ အခုဒီတပတ်ခါအတွက်ကျမရဲ့ ambition ကတော့လုံးဝကန်တီကိုမသွားတော့ပါဘူးဘာလို့လဲဆိုတော့ပတ်စံလုံးဝမရှိတော့လို့ ခဏနဲ့ internet for us apple in ဘာလို့ a particle error where a particle much we could didn't put the single step velocity လည်းလည်းပြောင်းနေကြပါစေ image face တာမှနေอ่ะသူ့တော့ဇလုံးထဲမှာစိတ်နေရရေတက်နေရဟောင်းငါတို့မှာ face သဘောရတွက်လိုက်ရသေးတယ် ပညာရှင်တွေမဖြစ်တာလည်းမပြောနဲ့ဟဲ့နီယိုတန်တို့ဘာလို့သူရှိပန်းသေးဝင်လာတာကိုပန်းသေးကြွေကြတဲ့ဥစ္စာတို့ သိဝင်လာ ပန်းသေးကြွေကြတော့တို့ကောက်ကင်ကြည့်ပြီးတော့ဒါပါလဲဆို face တွေအဲ့လိုသဘောတရားကြီးလုပ်ရဒါပေမဲ့ငါတို့ကလေငါတို့ရှိမှပန်းသေးကြွေကြငါတို့ကောက်စားပလိုက်မှာ ဟုတ်တယ်ပြီးတော့ဗာလေမြန်မာသားမှာလေဘာမှမဟုတ်ပဲနဲ့ရေးတယ်ပြချက်ရေးတယ်ယောက်ျားနဲ့ရေးတယ်မိန်းမ80လောက်ငါတို့မှာဥစားကြက်ခဲ့ရလေပြီးတော့ငါပြောမယ်ဟဲ့ဥရမင်းရဲ့ဘာလို့ရေးတယ်ယောက်ျားပေါင်းမို့အိတ်တာဟမ်စဉ်းစားကြရပဲဘယ်နေရာလဲရင်မရဘူးလို့ဒေဝီတယ်လို့ကြောင်းရ မန်လေးတက်တဲ့တဘာဒါကြီးဟုတ်ဘူး အဲ့နင်တို့ငါ့ကိုလေးခေါ်လာမလားဒါငါကြောင်မဟုတ်ဘူး အဲ့ဒီ